သူမမောကြည့်လိုက်တော့အချစ်ဆုံးတငယ်ချင်းအခန်းထဲမှာအသက်ခံခဲ့ရတာကိုတွေးလိုက်ရသည်တုတ်ပြန်ဖို့အချိန်တောင်မရှိတော့ပေခြေတံများသည်နီးလာတာကြောင့်သူမသည်အပြင်သို့ပြေးထွက်လာသည်ခြံဝင်းအတွင်းအလောင်းများအမိုက်တရိုက်များပြည့်နှက်နေပြီးလိုက်ဖမ်းသူများကိုမြင်သောအခါသူမသည်အနီးရှိရေအိုးကြီးထဲသို့ခုန်ချပြီးပုန်းနေသည်အချစ်ဆုံးတငယ်ချင်းကိုတပ်ဖြတ်ခဲ့သူမှာထိုလူပင်ဖြစ်သည်သူမအားဝန်ခံရန်ခန္ဓာကိုယ်ရင်းရှိအယိုးစစ်တိုင်းကိုချိုးဖဲ့ပြီးဥယျာဉ်တစ်ခုလုံးကိုမိရှို့ဖျက်ဆီးကြသည်မီးတောက်များပြင်းထန်လာသည်နှင့်အမျှအမျိုးသမီးသည်ခေါင်းကိုရေအိုးထဲသို့ငုံထားတော်လဲအဆောင်တဦးကသတိထားမိသွားသောကြောင့်ဓာဖြင့်ရေအိုးထဲကိုထိုးလိုက်သည်သွေးများသည်ရေပြင်တွင်ပြန့်နှံ့သွားပြီးထိုလူတွေဝင်နေခိုက်သူမသည်ရေအိုးထဲမှထွက်လာကာရှို့ဝှက်လက်နက်ဖြင့်ပစ်ချပြီးချက်ချင်းတက်လိုက်သည်သို့သောသူမသည်ကိုယ်ရင်းသို့အဆိပ်ပြင်းထန်စွာစိတ်ဝင်သည်ကိုခံစားမိသည်သူမရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေနောက်လိုက်များထွက်ခွာသွားတော့တငယ်ချင်း၏အလောင်းကိုမီးထဲမှတဲကာကူသွင်းပေးခဲ့သည်ယခုအခါအဆိပ်ဖြေဖို့တခုတည်းသောနည်းလမ်းမှာသူမရှိတိုက်ထုတ်အဆိပ်ကိုတောက်ရန်သာဖြစ်သည်သူမသည်တက်မိသူတိုင်း၏အမည်ကိုရေးမှတ်ထားခဲ့သည်အချစ်ဆုံးတငယ်ချင်းအတွက်အသက်ဆွန့်ရန်ဝန်မလေးတော့ပေ